သူတော်ကောင်းတို့၏အလှူဒါနအကြောင်းတရားလေးကလာတော့ဒါနကောင်းမှုပြုတယ်ဆိုတာအလုံးဘုရားဘာသာဝင်သူတို့စိတ်လေးသိတဲ့အတိုင်းဘုရားမြတ်စွာရဲ့ပါရမီကုသိုလ်လုပ်ငန်းမျိုးပဲဖြစ်တယ်။ဘုရားရှိခိုးကျင့်ကြံကြိုးကုပ်အားထုတ်တဲ့အခါဒါနပါရမီကစပြီးတော့ပါရမီကုသိုလ်တွေရှိခုအားထုတ်မှဘုရားဖြစ်လို့ရောက်ကြတာဖြစ်တော့တယ်။လောကမှာမြင့်မြတ်တဲ့အလုပ်လို့ဆိုရတဲ့ထဲပထမဦးဆုံးဆောင်ရွက်ကြရတဲ့ဒါနကုသိုလ်လုပ်ငန်းပဲဖြစ်တယ်။ဒါနကုသိုလ်ဆိုဒီမှာဤသည့်ပုံစံနဲ့ပဲလုံးလို့မိမိပိုင်ဆိုင်တဲ့ပစ္စည်းကိုတစ်ဖက်သားအားစေရနာတရားဖြင့်ကုညီထောက်ပံ့လှူဒန်းခြင်းကိုပဲဆိုလိုတာဖြစ်ပါတယ်။လိုအပ်တဲ့ပုဂ္ဂိုလ်တွေကိုလှူဒန်းပေးကမ်းဆွံ့ကြဲခြင်းဟာအမှန်အားဖြင့်ကိုယ်ပစ္စည်းကိုသူများကိုလှူလိုက်တယ်လို့ပဲအဓိပ္ပာယ်ရတော့လေထိုပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တဲ့စေရနာစွမ်းအားတွေထဲမှာအဝတ္တမြင့်မြတ်တဲ့နှလုံးသားကိုအခြေခံပြီးတော့မိမိပိုင်ဆိုင်တဲ့ပစ္စည်းကိုစွန့်လွတ်လှူဒန်းတယ်ဆိုတာဟာတစ်ဖက်ကကြည့်မယ်ဆိုရင်မစ္စရိယလို့ခေါ်တဲ့ကိုယ်သာသုံးမယ်ကိုယ်အတွက်ကိုယ်သာကြည့်တယ်ဆိုတဲ့ကျင်းမြောင်းတဲ့စိတ်ဓာတ်တစ်ခုထိုမစ္စရိယနဲ့ဆက်နွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့မုန်းတီးမှုဆိုတဲ့နှလုံးမတမယာဖြစ်မှုမုန်းတီးမှုဉာဏ်ညှိုးထားမှုဆိုတဲ့ဒေါသတရားအဲ့ဒီတရားကိုရှုစွာဖယ်ရှားခြင်းဖြစ်စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့မစ္စရိယတွန်းလှန်ဖယ်ရှားလိုက်ခြင်းဖြစ်တယ်။တစ်ဖက်ကကြည့်မယ်ဆိုရင်မိမိပစ္စည်းပေါ်မှာတွေ့တာခြင်းလို့ဆိုတဲ့လောဘတရားကိုအလောဘဆိုတဲ့ဆွလွတ်နိုင်တဲ့စွမ်းအားရှိတဲ့ကုသိုလ်အလုံးရဲ့အရင်းမြစ်လို့ဆိုရတဲ့အလောဘတရားဖြင့်လောဘကိုပယ်တတ်လိုက်ခြင်းဖြစ်လို့စိတ်ရဲ့အညစ်အကြေးတွေလူတဏ္ဍာမှာစတင်ရှင်းလင်းသုတ်သင်ကြရမယ်စိတ်ရဲ့အညစ်အကြေးနှစ်ခုအဓိကအားဖြင့်လောဘနဲ့မစ္စရိယဆက်နွယ်လာတဲ့ဒေါသတို့မောဟတို့မာမနာတို့အိတ်တာတို့မစ္စရိယဒီတဘာဝတရားတွေလည်းစိတ်ရဲ့အညစ်အကြေးတွေတွန်းလှန်ဖယ်ရှားပြီးဖြစ်တယ်လို့အနှစ်သာရပိုင်းကကြည့်လိုက်ခြင်းဒါနကောင်းမှုပြုလို့ရလာတဲ့ကုသိုလ်ဆိုတာဘာလဲလို့မေးမယ်ဆိုလို့ရှိရင်စွန့်လွတ်နိုင်တဲ့အပေါ်မှာစိတ်ဆွမ်းအားတစ်ခုရအလောဘဆိုတဲ့ကုသိုလ်တစ်ခုရလာအဲ့ဒီအလောဘနဲ့ဆက်နွယ်လာပြီးတော့ယုံကြည်မှုဆိုတဲ့တတ္ထာအမှန်သိမှုဆိုတဲ့အသိပညာအလူကပုဂ္ဂိုလ်တွေပေါ်မှာပတ်ဝန်းကျင်ပေါ်မှာမလုံမုန်းထားမှုဆိုတဲ့ဒေါသဒီတရားတွေဟာလေအကုန်လုံးတွန်းလှန်ဖယ်ရှားပြီးဖြစ်သည့်အတွက်ကြောင့်ကုသိုလ်အလုံးရဲ့အရင်းမြစ်လို့ပြောရမယ်တရား၃မျိုးထဲမှာအလောဘအဒေါသအမောဟလို့ဆိုရတဲ့အပါဝင်မှာအလောဘဆိုတဲ့ကုသိုလ်တရားနဲ့ကိုယ်တဏ္ဍာမှာဖြစ်လာတဲ့စေရနာတရားဆိုတဲ့ကုသိုလ်တရားတွေနဲ့မိမိတဏ္ဍာမှာဖြစ်လာတယ်အဒေါသဆိုတဲ့မေတ္တာတရားတွေနဲ့ကိုယ်တဏ္ဍာမှာဖြစ်လာဒါနကုသိုလ်လို့ဆိုလိုက်တဲ့အထဲမှာအတိုင်းအဝိုင်းနေစိတ်ရဖြူစင်မှုအအားစုတွေလူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတယ်အဲဒီဖြစ်ပေါ်လာမှုဟာအလွန်ကြီးမားတဲ့စိတ်ဆွမ်းအားတစ်ခုလို့ဒီလိုပြောဘုရားအလောင်းဒီပဲလေသဗ္ဗယကဉာဏ်ရဖို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါဒါနကုသိုလ်ကစတင်ပြီးတော့လေးကျင့်ပြီးယူရတာဖြစ်စွန့်လွတ်နိုင်လူတန်းမှုတွေကိုစတင်ပြီးတော့ဆောင်ရွက်တဲ့အခါမှာအဆင့်30နဲ့ဆောင်ရွက်တာဖြစ်တယ်ပထမအဆင့်အနေနဲ့မိမိပိုင်ဆိုင်တဲ့ကျင့်ပပစ္စည်းတွေကိုလှူဒန်းနိုင်အောင်ကြိုးစားတယ်မိမိရဲ့ပတ်သက်ဆိုင်နေတဲ့ကျင့်ပပစ္စည်းတွေကိုလှူဒန်းနိုင်လို့မိမိရဲ့တရားစွမ်းအားတွေအလောဘဆိုတဲ့စွမ်းအားတွေမိစ္ဆရိယကိုပယ်ရှားနိုင်တဲ့တရားဆိုတဲ့စွမ်းအားတွေများလာပြီဆိုလို့ရှိရင်မိမိခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့သွေးသားအင်္ဂါရက်တွေပါ
စွန့်လို့နိုင်တဲ့အတိုင်းအတာတစ်ခုရောက်ရှိလာအဲ့ဒီကနေတစ်ဆင့်ကြိုးစားလိုက်တဲ့အခါလောကလူသားတွေအစုံမဲ့ဆုံးဖြစ်တဲ့အသက်ဆိုတာကိုပါလူတန်းနိုင်တဲ့အဆင့်ရောက်လာဌာနကောင်းမှုလုပ်တဲ့အခါမှာအဆင့်၃မျိုးနဲ့ဘုရားလောင်းနေတာပြည့်ညတ်ရုပ်ကိုအထောက်ကြတယ်ဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီတစ်ခုချင်းတစ်ခုချင်းလေ့ကျင့်ပြီးတော့သွားတဲ့အခါအခက်အခဲမရှိနိုင်တော့အောင်မြင်တာဒီကနေ့ခေတ်မှာလည်းတချို့ပုဂ္ဂိုလ်တွေတွေးလူတာတို့ကိုယ့်ရဲ့အင်္ဂါရပ်ပစ္စည်းတွေလူတာတို့မျက်ကြည်လွှာလူတာတို့ကြောက်ကလူတာတို့ဆိုတာတွေအသေးကိုလူတာတို့ဒီလိုလူထမ်းနိုင်တဲ့စွမ်းရည်တတ္တိတွေတကယ်တော့သမ္မာစွမ်းရည်တတ္တိမဟုတ်ဘူးမစ္စရိယဆိုတဲ့တရားကိုတွန်းလှန်ဖယ်ရှားပြီးလောဘဆိုတဲ့တရားတွန်းလှန်ဖယ်ရှားထားကောင်းကျိုးချမ်းသာတွေကိုတစ်ဖက်သားရဲ့ကောင်းကျိုးချမ်းသာတွေကိုလိုလားတဲ့အာဒေါသဆိုတဲ့မေတ္တာတရားရဲ့စွမ်းအားတွေကြောင့်မလို့ဒီလုပ်တွေကိုလုံးနိုင်လာပါရမီအနေအချင်းဒုတိယအဆင့်ကိုလုပ်တယ်လို့ဒီလိုဆိုပါတယ်အသက်ပါလူနိုင်လာပြီဆိုတဲ့အခါကြလို့ရှိရင်အမြင့်ဆုံးဒါနပါရမီတစ်ခုစီကုအားထုတ်တာရသော်ဗျာအလောင်းတော်ဟာသူမိတာဘဝကဇာတိရခဲ့တဲ့အချိန်သူမိတာဘဝကစဒါနကောင်းမှုလုပ်တာတော့မဟုတ်ဘူးဇာတိရတဲ့ဘဝဇာတိမရခင်ကတည်းကဘုရားလောင်းတော်ဟာဒါနပါရမီအခြေခံပြီးလုပ်လာတယ်ဘယ်ဒီအောင်ဒါနကုသိုလ်ကိုလုပ်တယ်လဲလို့ဆိုရင်ပါရမီရှိတဲ့ဘဝထဲမှာနောက်ဆုံးဘဝလို့ပြောရမယ်ဝိတ္တန္တရာမင်းဘဝရှိအောင်ဌာနကောင်းမှုကိုဆိုင်လိုက်မှတ်တာစဉ်ဆက်မပြတ်ဘဝတိုင်းဆောင်ရွက်ခဲ့တာရှိတယ်။မြန်မာလူမျိုးတွေဟာရသော်ဘုရားရဲ့အဆုံးအမကိုရရှိထားသူတွေဖြစ်သည့်အတွက်ကြောင့်မြန်မာလူမျိုးတွေရဲ့စိတ်ထဲနှလုံးထဲမှာမစ္စရိယတရားအလွန်နည်းပါးပြီးအာလောဘဆိုတဲ့စွန့်လွတ်နိုင်မှုအာဒေါသဆိုတဲ့မေတ္တာတရားမစ္စရိယကိုဖယ်ရှားနိုင်တဲ့စာကတရားတွေအလွန်ကြီးမားစွာအခြေကျဲနေသည့်အတွက်မကြာခင်ကဒီကနေ့ခေတ်မှာကမ္ဘာမှာရှိတဲ့နိုင်ငံအပေါင်း20ကိုလေ့လာသုံးသပ်ကြည့်တဲ့အခါမှာအလှူဒါနရရရောအများဆုံးလှူတဲ့နိုင်ငံဟာကမ္ဘာမှာရှိတဲ့နိုင်ငံတွေထဲမှာမြန်မာနိုင်ငံကနံပါတ်1နေရာမှာရှိတယ်လို့ဆိုတာမကြာခင်ကလေ့လာသုံးသပ်သူတွေရဲ့အဖြေထုတ်ထားတာတွေ့ရတယ်မြန်မာနိုင်ငံဒီအလှူဒန်းမှာနံပါတ်1မြန်မာနိုင်ငံနဲ့တန်းတူပါဝင်လာသူကတော့အမေရိကန်နိုင်ငံလို့ဒီလိုပြောမြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ဟာလှူဒန်းမှုမှာထိပ်ဆုံးကရှိတယ်သို့သောကွဲပြားခြားနားမှုတွေရှိတယ်။ဘာတွေကွဲပြားခြားနားမှုရှိလဲဆိုရင်မသိတဲ့လူကိုလှူတာနဲ့သိတဲ့လူကိုလှူတာသစိမ့်တရားကိုမသိတဲ့ဒေသမသိတဲ့နေရာတွေကိုလိုအပ်လို့လှမ်းလှူတာမျိုးတွေနဲ့သိတဲ့နေရာသိတာကိုလှူတဲ့နေရာမှာတော့မသိတဲ့သစိမ့်တရားတွေကိုလှူတဲ့နိုင်ငံကအမေရိကန်နိုင်ငံကပိုများတယ်။မြန်မာနိုင်ငံကတော့သိတဲ့ပုဂ္ဂိုလ်တွေကိုလှူတာများတယ်လို့ကိန်းဂဏန်းနှစ်ခုနှိုင်းယှဉ်ပြီးတော့ပြထားတာရှိတယ်။အဲ့တော့ဒါနကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်မြန်မာနိုင်ငံကိုကမ္ဘာအရပ်ရပ်ကနံပါတ်1နေရာမှာထားပြီးအတိမတ်ပြုလာကြ။ဒီမှာပြုလာတဲ့သဘောဒီလိုအတိမတ်ပြုလာတာဟာမြန်မာလူမျိုးတွေရဲ့နှလုံးသားထဲမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမကြီးကိန်းနေတယ်လို့ဒီလိုပြောရမှာနော်။ဘာဖြစ်လို့လဲဆိုဒါနကောင်းမှုကိုကြိုးစားပြုလုပ်တယ်ဆိုတာဟာဘုရားအလောင်းတော်ရဲ့ရှင်းစဉ်ဖြစ်တယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကလည်းဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့ဒီလိုဟောကြားထားတာရှင်းရှင်းရှားရှားရှိနေတာဖြစ်တော့ကြောင့်မြန်မာလူမျိုးတွေရဲ့နှလုံးသားထဲမှာသွေးရိုးသားရိုးဖြစ်အောင်စိတ်ဝင်နေလောက်အောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမကြီးမိတီးနေတယ်လို့ဒီလိုဆိုရပါတယ်။သို့တော်တစ်ခုတတိထားဖို့ရကတော့ဒါနကောင်းမှုလုပ်တဲ့အခါမှာရ
လက်စော်ပြားကလူရတန်းတာဒါနကုသိုလ်ဆိုတာဟုတ်တယ်သို့သောဒါနကောင်းမှုလုပ်တိုင်းစိတ်နေသဘောထားမှန်ကန်မှုဆိုတာအရေးကြီးလာတယ်အသိဉာဏ်ရှိနဲ့လူကိုတမ်းဖို့ဆိုတာလည်းအရေးကြီးလာတယ်ဒါကြောင့်မို့လူတော်လူကောင်းတွေလုပ်တဲ့ဒါနနဲ့သာမန်ပုဂ္ဂိုလ်တွေလုပ်တဲ့ဒါနမတူတတ်တဲ့အနေအထားမျိုးရှိဒါကြောင့်မို့ဘုန်းကြီးတို့တွေသူတော်ကောင်းတွေလူတဲ့ဒါနမျိုးကိုလှူနိုင်အောင်ကြိုးစားဖို့ကိုယ်စိတ်ကိုပြုပြင်ဆောင်ရလှူတာတော့လှူကြတယ်ဒါပေမဲ့လို့စိတ်နေသဘောထားလေးတွေပြင်နေတာတွေကိုပြင်ရမှာဖြစ်တယ်ပေါ့တကယ်လို့မပြင်ဘူးဆိုလို့ရှိရင်လှူတော့လှူကြတာပဲစိတ်နေသဘောထားပေါ်မှာအမိပြုပြီးတော့ကုသိုလ်ကောင်းမှုရဲ့စွမ်းအားဆိုတာဖြစ်ပေါ်လာတာဖြစ်လို့စိတ်နေစိတ်ထားဟာလှူတာနဲ့တွဲဖက်ပြီးတော့အရေးပါတယ်လို့ဆိုတော့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ကိုက်ညီအောင်ပြုပြင်ပြီးတော့လှူဒါန်းနိုင်မယ်ဆိုလို့ရှိရင်ပြောစရာမရှိအောင်ကမ္ဘာမှာနံပါတ်1အဆင့်ရောက်တဲ့ဒါနကောင်းမှုပြုလုပ်သူမြန်မာလူမျိုးတွေရဲ့ဒါနဟာတခြားဘက်ကနှိုင်းယှဉ်လိုက်ရင်လည်းအဆင့်မြင့်တဲ့ဒါနလို့ဖြစ်သွားမှာဖြစ်ပါတယ်ဝေလာမသုတ်တံမှာမြတ်စွာဘုရားကအလူဝတ္ထုကနည်းသည်ဖြစ်စေများသည်ဖြစ်စေအဓိကမဟုတ်ဘူးတဲ့အလူဝတ္ထုကကောင်းတာပဲဖြစ်စေညံ့တာပဲဖြစ်စေအဓိကမဟုတ်ဘူးတဲ့အဓိကကတော့လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့စိတ်နေသဘောထားနဲ့လူပုံတမ်းပုံသားတွေအဓိကဖြစ်တယ်အဲ့ဒီအဆုံးအမဩဝါဒကိုလည်းမမေ့ဖို့အရေးကြီးတာပေါ့နော်မမေ့ဖို့အရေးကြီးတယ်ကိုလူတဲ့အလူဝတ္ထုဟာတာမန်လေးစဉ်ဆုံးလေးတစ်စုံလောင်းတာပဲဖြစ်စေခရားကိုစီမီပိုင်းရေချမ်းကတ်လူတာပဲဖြစ်စေပြောမယ်ဆိုရင်ဝေကျေတနာအကုန်ပြမများပဲနဲ့လူတန်းနဲ့အလူဒါနတွေကအစပြုပြင်ပြီးတော့လူတန်းရမယ်အနေအထားမျိုးတွေရှိစိတ်ဓာတ်ကိုပြုပြင်လာတော့အစလူပြီးတန်းပြီဆိုလို့ရှိရင်အဲ့ဒီပြုပြင်မှုတွေစိတ်နေသဘောထားတွေဟာပို့ပြီးတော့အရေးကြီးတယ်လို့ဒီလိုခေါ်ထားတာရှိတယ်နော်ဒါကအနာဂတ်တထေးကြီးဟာလူမှုတမ်းမှုတွေလုပ်တဲ့တချို့ကတော့အနာဂတ်တထေးကြီးလူလို့မွဲတယ်လို့ဒီလိုယူဆမဟုတ်ပါဘူးအနာဂတ်တထေးကြီးဟာတခါတော့ကလူတမ်းမှုတွေကအလွန်ရဲရဲရောရောလူတမ်းတာပဲသူလူတမ်းမှုကဆိုပါတော့ဇေရွန်အကြောင်းကြီးကိုလူတန်းတဲ့အခါမှာမြေဈေးကိုကခဏတဲ့ပို့ပြီးတော့များတယ်လို့ပြောဒီကနေ့ခေတ်မြေဈေးတဲ့ဆမတန်များတာမြေကိုဝယ်တဲ့အခါမှာဈေးနှုန်းဖြတ်ရတာဘယ်လိုဖြတ်ရတော့ဆိုအလုံးသိကြတဲ့အတိုင်းရွှေစင်းကားတွေမြေကြီးပေါ်ခင်းပြီးတော့ဝယ်ရတာအဲ့ဒီမြေဈေးကရွှေစင်းကားတွေတပြားနဲ့တပြားအစွန်းချင်းထိနေအောင်မြေတစ်ခုလုံးပေါ်ရွှေစင်းကားတွေခင်းပြီးအဲ့ဒီပမာဏနဲ့မြေကိုဝယ်ရတာဖြစ်တယ်။ဇေရွန်ဥယျာဉ်ကြီးကိုဝယ်တော့ရွှေစင်းကားအပြားမြောက်များစွာ18ကလေးလောက်ကုန်ကျသွားတယ်။မြေဘိုးတွေနဲ့အဲ့လိုကုန်တယ်နော်။မြေဝယ်ရတာကတန်ဖိုးအမှန်မှကြီးတယ်။တခါကျောင်းဆောက်တော့လေ18ကလေးကုန်ကျောင်းဆောက်လိုက်တခါကျောင်းရည်တဲ့ချတော့လဲ18ကလေးကိုကျောင်းရည်တဲ့ချတယ်ဆိုအဲ့ဒါမှရေရောတဲ့ဘုရားဘာသာဝင်မဖြစ်ခင်ကလေးကစိတ်ထဲနှလုံးသားထဲကိုအလုံးလူရမ်းမှုဝါဒနာပါတယ်တုထတ္တလို့ခေါ်တယ်အနာရောတတိကြီးဟာရေရောရောနဲ့အခုလိုဒါနကောင်းမှုကိုလုပ်တာဒါနကောင်းမှုကိုလုပ်ခဲ့အဲ့လိုတန်ဖိုးကြီးမားစွာပေးပြီးတော့လူတဲ့နာရီတထေးကြီးဟာအယောင်းဝယ်တွေနဲ့ပတ်သက်လာတဲ့အခါမှာဘာဖြစ်လာထုံးစံအတိုင်းပေါ့ဖြစ်ဆိုတာအယောင်းဝယ်ကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူးသဘာဝဘေးရန်အန္တရာယ်တွေကလည်းရှိတယ်သူစုဆောင်းထားတဲ့ငွေတွေရှေးခေတ်တုန်းကတော့ဘဏ်တွေဘာတွေမှာထားတာမဟုတ်ဘူးမြေကြီးထဲမြုပ်ထားတယ်အဲ့တော့မြေကြီးထဲမှာလူမသိသူမသိသူ့ရဲ့ဆိုင်ဆိုင်နဲ့မြေချမ်းတွေထဲမှာမြုပ်ထားရနေပြီမြေနဲ့ပြီးတော့မြေတိုက်စားရေကဘာထဲမှာပါသွားတာလေသူ့ရဲ့
မြုပ်နှံထားတဲ့ပစ္စည်းတွေဆုံးရှုံးသွားတာကတခြားကြားရမယ့်ကြွေးတွေကိုကြွေးယူတဲ့လူတွေကလာပြီးမဆက်လို့ကြွေးတွေကပြန်မရနိုင်တာကြောင့်အကျတဲဖြစ်သွားတာတခုလို့အဲ့ဒီလိုစုဆောင်းထားတဲ့ငွေကြေးတွေဆုံးရှုံးသွားတာရဲ့ညီကြီးရဲ့မြုပ်ထားတဲ့ငွေကြေးတဏှာတွေဒီကဘာပြိုတော့ပါသွားတာရဲ့ကျွေးတွေပြန်မရတာရဲ့ဒါကြောင့်မို့လို့ဒါလိုတစ်သေးကြီးခါတော့ဆင်းရဲသွားတယ်ဆိုတာခါတိုင်းတော့မုံမမြတ်မြတ်ကုသိုလ်ကောင်းမှုမလုပ်နိုင်တော့ဘူးဒီလုံးကလူတွေကိုနေ့စဉ်သမင်းကျွေးတဲ့အလုပ်ကိုလုပ်စားရမယ်မဲ့တောင်းရမယ်မဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းခီးသမင်းကျွေးတယ်မန္တထိုးပြီးနေ့စဉ်နဲ့အမြတ်လာသမျှကျွေးမွေးတယ်အဲ့ဒီလိုအနာထလို့ခေါ်တယ်ဆင်းရဲမဲ့မွဲတဲ့ပုဂ္ဂိုလ်တွေကိုသမင်းကျွေးလို့သူ့ကိုအနာထပိဋိကဆိုတဲ့နာမည်နဲ့ခေါ်တာဖြစ်တယ်အနာထပိဋိကဆင်းရဲတဲ့ပုဂ္ဂိုလ်တွေအားကိုးရမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့သမင်းရှင်သမင်းကျွေးသူဆိုတဲ့အဓိပ္ပာယ်နဲ့သူ့ရဲ့မူရင်းနာမည်ကသုဒ္ဓတဆိုတဲ့နာမည်ပြောက်ပြီးတော့အနာထပိဋိကလို့ဒီလိုခေါ်လိုက်ဒါနနဲ့ဆက်လွယ်ပြီးတော့ရတယ်အမည်နာမတစ်ခုပဲဖြစ်တယ်အဲ့လိုဆင်းရဲသွားတဲ့နာရဝိတ္တိကြီးကိုမြတ်စွာဘုရားကကျောင်းတော်ရောက်လာတဲ့အခါမှာမေးတယ်အိမ်မှာခါတိုင်းလို့ဒါနကောင်းမှုလုပ်နိုင်ရလားလုပ်ရလားလို့မေးတော့အရှင်ဘုရားတပည့်တော်လုပ်ပါတယ်ခါတိုင်းလို့ပဲကျွေးမွေးတယ်ဒါပေမဲ့ခါတိုင်းကျွေးတာလို့ကောင်းကောင်းမကျွေးနိုင်တော့ဘူးသာသနာ့လူတွေကိုစကွဲထမင်းနဲ့ပုံရိပ်ဟင်းပအုံးရိပ်ဟင်းလို့ဆိုတဲ့ထမင်းရည်အချင်းနဲ့စကွဲထမင်းချက်ပြီးတော့ကျွေးရပါလေလို့မြတ်စွာဘုရားကလျှောက်ဖို့အဲ့ဒီလျှောက်တာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမိန့်တယ်ကိုလူတဲ့ဒါနဟာအလူဝတ္ထုဟာကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေများသည်ဖြစ်စေနည်းသည်ဖြစ်စေဒါကအဓိကမဟုတ်ပါဘူးစိတ်တွေသဘောထားကပို့ပြီးတော့အရေးပါတယ်လို့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းမှာလေးလာကြည့်လို့ရှိရင်စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမလာတာဖြစ်တယ်လူတိုင်းမှာစိတ်ဆန္ဒဆိုတာအလွန်အရေးကြီးတယ်ဘာပဲလုပ်လို့စိတ်ကအရင်စိတ်ကူးကြအခုစိတ်တကတိတ်မှကြီးတွေတိမ်ချောင်းကြီးဆောက်လူမယ်ဆိုတဲ့စိတ်ဓာတ်ကအရင်ဖြစ်ပေါ်လာတာဖြစ်တယ်အဲဒီစိတ်ဆန္ဒအရာအောင်မြင်အခုလို့အင်းငင်းချေစိတ်တော်ကျောင်းကြီးကိုဆောက်လုပ်ပြီးတော့လှူဒန်းနိုင်ဒါကြောင့်မို့စိတ်ကနေပြီးတော့ရှေ့ဆောင်သွားလို့မွန်မြတ်တဲ့စိတ်နဲ့တွေ့တော်သမျှမွန်မြတ်တဲ့စိတ်နဲ့ပြောဆိုသမျှမွန်မြတ်တဲ့စိတ်နဲ့ကြံစည်သမျှတွေဟာမွန်မြတ်တဲ့အတွေးတွေဖြစ်ပြီးတော့မွန်မြတ်တဲ့အပြောတွေဖြစ်လာတယ်မွန်မြတ်တဲ့လုပ်ရက်တွေဖြစ်လာတယ်ဒါကြောင့်မို့လို့မြန်မာလူမျိုးတွေပြောကြတယ်စိတ်သာရှင်စောဘုရားဟောစိတ်ကိုအဓိကထားပြီးဟောတာပဲဘုန်းကြီးတို့တွေမွန်မြတ်တဲ့စိတ်ထားနိုင်မှကိုယ်ဌာနကောင်းမှုကလည်းပို့ပြီးတော့မွန်မြတ်လာမှာဖြစ်တယ်အဲ့ဒါကြောင့်မွန်မြတ်တဲ့စိတ်ထားတတ်အောင်ကြိုးစားကြဖြစ်တယ်လူတွေတန်းတယ်လို့ဆိုတဲ့နေရာမှာလူတွေရဲ့လူမှုတန်းမှုကအမျိုးမျိုးရှိတယ်ရွယ်ချက်မျိုးမျိုးလေးရှိတယ်လူကြတန်းကြတဲ့အခါမှာလူနေတဲ့တန်းနေတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့သိတယ်ကိုယ်စိတ်ဓာတ်မွန်မြတ်မှုရှိသလားမွန်မြတ်မှုမရှိဘူးလားဆိုတော့ကိုယ့်အကိုသိဆုံးတယ်ဒါကြောင့်မို့လို့စိတ်ဓာတ်ကိုဘယ်လိုထားရမယ်ဆိုတာဟာပို့ပြီးတော့အရေးကြီးတယ်ပေါ့လူမှုတန်းမှုတွေကတော့မြန်မာနိုင်ငံမှာအနှံ့အပြားမြန်မာလူမျိုးတိုင်းလိုမလူဘူးတဲ့လူလို့ရှိချင်မှရှိတယ်ပေါ့လဲပါလိမ့်မလူဘူးတဲ့လူအဲ့တော့လူပြီးတော့နေကြတဲ့အခါစိတ်ဓာတ်မွန်မြတ်မှုကိုထားနိုင်တဲ့ပုဂ္ဂိုလ်ကြတော့ဒါခိုင်လို့များနိုင်မှာမဟုတ်ဘူးဒါကြောင့်စိတ်ထားနည်းတွေနဲ့ပတ်သက်ပြီးတော့ဒါနကောင်းမှုလုပ်တာတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကတတိထားဖို့တွေဟောကြားထားတာရှိတယ်တချို့ကသန္တာဒါနံဒေတိသန္တာဆိုတာ
ကိုလူရမယ်အလူကံပုဂ္ဂိုလ်ပေါ်မှာညတို့တဲ့ခင်မင်းနဲ့ခင်မင်းတို့ပေးတာမျိုးလည်းရှိတယ်လူချင်းခင်လို့ပေးတာမျိုးလူချင်းခင်လို့လှူတာမျိုးအဲ့ဒါလို့ခင်နေမင်းနဲ့လို့ဆိုတဲ့တဏှာကိုအခြေခံပြီးတော့ခင်မင်းမြန်လို့မှုကိုအကြောင်းပြုပြီးတော့လှူတဲ့ဌာနမျိုးတွေလည်းရှိတယ်ဒါကဒါတွေမကဘူးဒေါသဒါနဒေတိမုံလို့လှူတာလည်းရှိသေးတယ်နော်မုံလို့လှူတာကတော့ဒါတခုယူသွားရင်သူ့မှာဘလို့ဒုက္ခတွေရောက်သွားနိုင်တယ်ဆိုတာမျိုးကိုကြည့်ပြီးတော့မုံလို့လည်းလှူတတ်တယ်လူဆိုတာဒေါသကိုအကြောင်းပြုပြီးတော့လည်းလှူတတ်တယ်စိတ်ဆိုးမှန်ဆိုးနဲ့လှူတာဒါမျိုးလည်းရှိနိုင်တယ်ပေါ့နော်စိတ်ဆိုးမှန်ဆိုးနဲ့ဒေါသထွက်ပြီးတော့ပေးလိုက်တာမျိုးစိတ်ထဲကမလှူခြင်းဘူးဒီခါတော့မှအိန္ဒိယနိုင်ငံသွားတဲ့အခါမှာအိန္ဒိယလူမျိုးတယောက်ကလမ်းသွားရင်မြင်တွေ့ခဲ့တဲ့မြင်ငွေလေးတစ်ခုခေါင်းထဲမှာမှတ်ရနေတယ်အိန္ဒိယနိုင်ငံသားတွေမှာအလွယ်တကူစားတာဘရိုတီဆိုတဲ့နံပြားလိုဟာမျိုးဂျုံမုံကိုပြားထားပြီးအဲ့ဒီဘရိုတီတယောက်ကစားနေသရောင်းသားကလာတောင်းတယ်လာတောင်းတဲ့အခါကျတော့စိတ်ဆိုးပြီးတော့သူစားတဲ့တဝက်ကိုအဲ့ဒီသရောင်းသားကိုနှမ်းပြီးတော့ပေါက်လိုက်နော်တကယ်ကတော့ပေးတာမဟုတ်ဘူးတောင်းရမလားလို့စိတ်ဆိုးပြီးတော့သူ့လက်ထဲရှိတာနဲ့လှမ်းပြီးတော့ထုလိုက်တော့သရောင်းသားအဲ့ဒါလေးကောက်ပြီးတော့စားသွားတာတွေ့ရအဲ့ဒါမျိုးကြတော့စိတ်ဆိုးမှန်လို့နဲ့လှူတဲ့သဘောပေါ့သူစားနေတာကိုလာပြီးတကြီးကြီးတောင်းရမလားဆိုပြီးစိတ်ဆိုးပြီးတော့အဲ့ဒီအစာနဲ့ပြစ်ပေါက်ပြီးပေးလိုက်တာမျိုးဒေါသဒါနဒေတိဘယဒါနဒေတိမပေးခြင်းဘူးမပေးရင်တခုလုံးမဆိုလို့ကြောက်လို့လှူလိုက်တာမျိုးလည်းရှိမောဟဘယဒါနဒေတိလုံးတင်လားမလုံးတင်လားလည်းမသိဘူးသူတကာတွေတော့လုံးနေကြတာပဲနော်မလုံးရင်များဘာများဖြစ်မလဲလုံးလိုက်ရင်ရောဘာများဖြစ်မလဲလို့မသိလို့လှူတာမျိုးကလည်းရှိသေးတယ်မောဟတာအဲ့တော့အဲ့ဒီလိုစိတ်ရဲ့အခြေအနေတွေဆန္ဒဒေါသဘယမောဟဆိုတဲ့အဂတိလို့ဆိုတဲ့မလိုက်တဲ့ဘက်ကိုလိုက်သွားစေနိုင်တဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုအမိပြုတ်ပြီးတော့လူငယ်တမ်းမဲ့ဆိုလို့ရှိရင်တော့ဒါနကောင်းမှုရဲ့အကျိုးဟာသိပြီးတော့မွန်မွန်မြတ်မြတ်ဖြစ်မှာမဟုတ်ဘူးဥပမာမဲ့မှန်ကလေးကျေးမုံကျင်လေးဟာကြည်ကြည်လင်းလင်းမရှိဘူးမှုံဝါးဝါးဖြစ်နေပဲဆိုလို့ရှိရင်အဲ့ဒီမှန်ကျေးမုံကိုကြည့်တဲ့မျက်နှာရိပ်ဟာလည်းမှုံဝါးဝါးပဲထင်ရမှာပေါ့စိတ်ဓာတ်ကကြည်လင်မှုမရှိဘူးဆိုတဲ့ဒါနကောင်းမှုရဲ့အကျိုးတရားဟာလည်းကြည်လင်တောက်ပြောက်မှုသိဖြစ်ဖို့မရှိဘူးပေါ့ဒါကြောင့်မို့စိတ်ဟာအိုးရေးချတယ်ဒါလေးပဲလုံးလုံးကိုယ်စိတ်ထဲမှာမမှန်ကန်မှုဆိုရင်မှန်ကန်တဲ့စိတ်ရအောင်အရင်ပြင်ပြီးတော့မှလူရတန်ရဆိုပါစို့အဲ့နဲ့သံဃာတော်တွေကြွလာပြီဆိုလို့ရှိရင်ကိုကြောင်းနာဝရှိတဲ့အတိုင်းဆရာလက်ထက်ကရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ယဟန္တာပုဂ္ဂိုလ်ကြီးတွေဆရာမှုရှိတဲ့သံဃာတော်တွေဟာအခုလိုပဲမနေ့ခင်းဆိုတာကြွလာတယ်အဲ့ဒီအစဉ်အဆက်တတိတာဝကသံဃာတွေပဲတို့တွေဟာအမှန်တမ်းကံကောင်းလို့ဒါတွေနဲ့တွေ့ရတာကဘာမှာဒီလိုသံဃာဆိုတာမြန်မာနိုင်ငံတို့လိုသာသနာထွန်းကားတဲ့နိုင်ငံအနည်းငယ်များတာရှိတယ်တခြားနေရာမှာရှိတာမဟုတ်ဘူးငါကံကောင်းလို့ဒါနကောင်းမှုပြုခွင့်ရတယ်ကိုယ်စားတဲ့ထက်ကတလုံးတစ်စုပ်ဘုရားလက်ထက်ကယဟန်နေထီအောင်သံဃာကိုအာယုပြုပြီးတော့လှူလိုက်မယ်ဆိုလို့ရှိရင်အကျိုးကျေးဇူးတွေဟာပို့ပြီးတော့ရသွားတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့အရာထဲမှာတွေ့နေကြသံဃာဘယ်ကိုယ်တော်ဘယ်ဝါနဲ့လျှောက်တွေးပြီးတော့အမြင်မတော်တဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့အခါမှာအမြင်မတော်တာတွေသွားတွေးပြီးတော့စိတ်ထဲမှာရောက်သွားရင်ကိုယ်လှူတဲ့အလှူဟာမမြတ်တဲ့အလှူဖြစ်မှာဖြစ်တယ်။အဲဒါကြောင့်မို့သတိထားဖို့ရာကတန်ခါဆိုတဲ့အမှတ်နဲ့ကိုယ်ရင်ချေကြွလာဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်ဘုရားမှုရှိဘုရားရဲ့တတိတာဝကအဆက်ဆက်တဲ့အမျိုးအနွယ်သဘောမျိုးထားလိုက်အမျိုးအနွယ်ကိုယ်စိတ်ထဲမှာအမြင်မတော်တာမတွေ့လည်းပဲဒါကအမျိုးအနွယ်ပဲအမျိုးအနွယ်ဟာအမျိုးအနွယ်ပဲလေ
လူဆိုတာဒီအမျိုးစင်ဆက်ပဲတကယ်ဖျားလက်ထက်ကအရိယာသံဃာတွေရဲ့အမျိုးတွေအစဉ်ဆက်တွေပဲလို့အရိယာသံဃာတွေအထိအောင်အာယုံပြုပြီးတော့လှူလိုက်မယ်ဆိုရင်မြတ်စွာဘုရားကိုယ်တိုင်ကဒီဌာနကောင်းမှုမှာအလွန်မြင့်မြတ်ပြီးအကျိုးပေးများစွာရနိုင်တဲ့ဌာနကောင်းမှုလို့ဒီလိုခေါ်တာအဲ့လိုဒက္ခိဏဝိသင်္ကတော့မှာဟောထားတာဆိုရင်အနာဂတ်မှာသင်္ကန်းရောင်လေးကိုလက်ဘဲမှာခြိထားတဲ့ယဟန်မဟုတ်တော့တဲ့ယဟန်တုယဟန်ရောင်ဒုတိလဒီလိုပုဂ္ဂိုလ်မျိုးတွေယဟန်တွေရဲ့အနေအဆက်အနေနဲ့ကုတ္တကူဆိုတဲ့သံဃာမျိုးတွေပေါ်လာနိုင်သေးတယ်လို့ဒီလိုဆိုတာအဲ့တော့ဒီကနေ့ခေတ်မှာဂျပန်နိုင်ငံတို့လိုနိုင်ငံတွေမှာပေါ်နေသိကြတယ်တရားဟာဂျပန်နိုင်ငံကယဟန်တွေဟာလူ့လူစားဖြစ်သွားပြီဇင်ဗုဒ္ဓဘာသာခိုင်းကဆိုလို့ရှိရင်ဘုန်းကြီးလို့မသိတာတော့ဘာသာရေးကိစ္စဆောင်ရွက်တဲ့အခါမှာအပေါ်ကဝိယုံလေးတစ်ခုကပ်ပြီးတော့ဘာသာရေးကိစ္စရုပ်ဖတ်တဲ့ဆိုတာလုံးတော့ဒီပြင်အချိန်မှာတော့လူ့လူစားပဲသူကတချို့ကြတော့ခေါင်းတုံးထားတယ်တချို့ကြတော့ခေါင်းတော့မတုံးတော့ဆိုတော့လေသူတို့ဟာဘုန်းကြီးပဲအဲ့ဒါလို့ပုဂ္ဂိုလ်မျိုးတွေအဆင့်ရောက်သွားသည့်တိုင်အောင်သံဃာကိုရည်စူးပြီးလှူမယ်ဆိုလို့ရှိရင်လက်ဆောင်ပြအကျိုးကျေးဇူးတွေများစွာရနိုင်ပါတယ်လို့အခွင့်အလမ်းတစ်ခုကိုဖွင့်လှစ်ပြီးတော့ပေးထားတာစိတ်သာလင်အဓိကဖြစ်တဲ့အကြောင်းလက်ဆောင်ပြဟောကြားထားခြင်းဖြစ်တော့လှူတဲ့ပုဂ္ဂိုလ်တွေဘက်ကကိုယ့်ကိုယ်ကိုပြုပြင်ပြီးတော့လှူတင်လှူထိုက်တာပေါ့ဒါနကောင်းမှုဆိုတာများသောအားဖြင့်လူတွေကကိုမသိတဲ့ပုဂ္ဂိုလ်တွေကိုရွေးချယ်ပြီးတော့အထင်ကြီးပြီးတော့လှူတတ်တယ်ဒါလည်းမှန်ကန်မှုမရှိဘူးနော်လက်ဆောင်ပြလက်ထက်တော့ဒီတိရောင်းဝယ်လုပ်တဲ့စကားတယောက်ကသူ့အိမ်မှာနေတိုင်းဆံဃာတွေပြင့်ပြီးတော့ဆုံးကတ်တယ်ဆုံးကတ်တော့တရားတရားလွန်ကောင်းတယ်လက်ဆောင်ပြနဲ့တွေ့တဲ့အခါကျတော့တပည့်တော်အိမ်ကြတဲ့ကိုတော်တွေကယဟန္တာတွေဖျားသူရင်ဆောက်တည်တဲ့ပုဂ္ဂိုလ်တွေတို့လက်ဆောင်ပြကိုရှောက်တယ်တကယ်ပုဂ္ဂိုလ်လူတွေပဲသူ့အိမ်မှာပြင့်လာတယ်ဆိုတော့လက်ဆောင်ပြကသူ့စိတ်ဓာတ်ကိုပြင်ပေးလိုက်တယ်သူ့အထင်အနေနဲ့မြင်မြင်သမျှကိုယဟန္တာလို့ထင်ပြီးတော့သူလောက်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားကဒီလိုသမ္မာလူကြောင့်တယောက်အနေနဲ့ဒီပုဂ္ဂိုလ်ဟာယဟန္တာလားယဟန္တာမဟုတ်ဘူးလားဘယ်လိုရည်ချင်းရှိတယ်ဆိုတာမျိုးသိဖို့ရခက်ခဲပါတယ်အဲ့တော့ဒီလိုလုပ်ပါဆိုပြီးမြတ်စွာဘုရားလိုက်နာရှင်းသုံးတဲ့နည်းလေးကိုဟောတယ်အဲ့ဒါတွေကိုမစင်စားနဲ့တဲ့သံဃာကိုရည်စူးပြီးတော့သာလှူပါလို့မြတ်စွာဘုရားပြင်ပေးထားတယ်နော်ပုဂ္ဂိုလ်တွေကိုမရည်စူးလိုက်နဲ့တဲ့သံဃာကိုသာရည်စူးကိုယ်တယောက်အနေနဲ့ပြင်ပန်းကနေကြည့်ပြီးတော့သိနိုင်ဖို့ဆိုမဖြစ်နိုင်ဘူးတဲ့ခြားနော်ဥပမာတစ်ခုမှာအပေါ်ယံရှင်မုံကျဲအထဲကနောက်ချီခံဆိုတာရှင်းတော့ကမြေနှစ်တောင်းဆိုတာတွေရှိတယ်အပေါ်ကရှည်ရောင်တုတ်ထားအတွင်းထဲကမြေသားအဲ့ဒီလိုမြေနှစ်တောင်းလို့အပေါ်ယံကြည့်လို့ရှိရင်ပုဂ္ဂိုလ်ကောင်းလို့ထင်ရတော့လည်းပဲအတွင်းသားမှာပုဂ္ဂိုလ်ကောင်းမဟုတ်တာမျိုးတွေလည်းလောကမှာရှိတယ်ဒါကအပြစ်တင်စရာမဟုတ်ပါဘူးကိုယ့်ကိုယ်ကိုလည်းစဉ်းစားဖို့ဆိုလိုတာအသိဉာဏ်ရှိဖို့ပြောနော်ကိုယ်နဲ့မဆိုင်ဘူးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ယန္တာငါဆိုရင်ဒီယန္တာငါပဲဖြစ်စေကိုလူတန်းနဲ့အလူကပုဂ္ဂိုလ်တွေကိုပဲဖြစ်စေဘယ်ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ယန္တာငါတွေဆိုလို့ရှိရင်ဘုရားလက်ထက်ကရိယသာဝကတွေရဲ့အနွယ်အဆက်တွေလို့ဆိုတဲ့စိတ်ထဲကိုမှန်းပြီးတော့လူတန်းမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်ဒါကြောင့်မလို့ကိုယ်စိတ်ကိုပြုပြင်တတ်ဖို့လိုအပ်တယ်အဲ့လိုမပြုပြင်တတ်လို့ရှိရင်ကုသိုလ်ဖြစ်ရမယ်အစားအကုသိုလ်တွေဖြစ်တတ်သေးတယ်ပေါ့လောက်တာကကုသိုလ်ဖြစ်လာတာကအကုသိုလ်ဆိုလို့ရှိရင်ကိုယ့်အတွက်မှာနှခါနာတယ်လို့ပြောရကုသိုလ်လုပ်ရင်ကနေအကုသိုလ်ဖြစ်သွားတယ်အဲ့ဒါလိုမဖြစ်စေရအောင်မြတ်စွာဘုရားကနိလန်ပေးပြီးဆုံးမဖြစ်တယ်ပေါ့ဘုရားရဲ့ဆုံးမ mind center teaching စိတ်ကိုဗဟုပြုပြီးတော့ဆုံးမလူရဲ့စိတ်ဟာအဓိကဖြစ်တယ်တချို့ပုဂ္ဂိုလ်က
ပုဂ္ဂိုလ်တွေကိုရွေးချယ်ပြီးတော့လှူတယ်မလှူရဘူးလားဆိုလှူရတယ်သို့တော်လည်းအဲ့ဒီရွေးချယ်မှုတွေထဲမှာပုဂ္ဂိုလ်ကိုရွေးချယ်မှုဆိုတာတေချာတဲ့အတိတ်အလုံးမဟုတ်ဘူးပေါ့ကိုယ်တိုင်ကလည်းသူများရဲ့စိတ်ကိုသိနိုင်စွာမရှိဘူးဆိုရင်ပြုပြင်ရမှာဘယ်လိုလဲဆိုရင်အလှရှင်ကိုယ်တိုင်ကကိုယ့်ကိုပြုပြင်နော်အလှရှင်ကိုယ်တိုင်ကကိုယ့်ကိုပြုပြင်အလှရှင်ကိုယ်တိုင်ကကိုယ်သီလမရှိသေးရင်သီလရှိအောင်ပြုပြင်ပြီးတဲ့အခါမှာစိတ်ထားမှန်မှန်နဲ့ဒါနကောင်းမှုကိုလုပ်အောင်အဲ့ဒါလိုလုပ်လို့ရှိရင်အလှခံပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ကိုရှိတော့ကကိုယ့်ဘက်ကကိုဟာစင်ကြယ်ပြီးသားဖြစ်သည့်အတွက်ကြောင့်ကိုယ်အလှဟာပြေချာပေါက်ကောင်းရချမ်းသာရဒါကိုယ်ကတော့စိတ်ချတာဆိုတစ်ဖက်သားဆိုတာစိတ်ချရတယ်နေထားမျိုးမရှိဘူးကိုယ်မသိနိုင်ဘူးလေအဲဒါမို့လို့မြတ်စွာဘုရားရဲ့အဆုံးအမတော်တွေကိုမှတ်သားပြီးတော့ဒါနကောင်းမှုလုပ်တိုင်းအလူကံပုဂ္ဂိုလ်တွေပေါ်မှာသွားအပြစ်တင်တာမျိုးတွေအကုသိုလ်ဖြစ်တာမျိုးတွေမလုပ်ဘဲနဲ့အရိယာနဲ့ဆက်သံဃာတော်ရှင်မြတ်တွေကိုတို့လှူရတယ်လို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာထားပြီးတော့လှူနိုင်တန်းနိုင်အောင်ကြိုးစားစိတ်ကိုပြင်ပြီးတော့လှူနိုင်တန်းနိုင်အောင်ကြိုးစားမယ်လို့ဝေလမသုတ်တံမှာရောဒက္ခိဏဝိပင်္ဂသုတ်တံမှာရောအနှစ်ချုပ်အနေနဲ့မြတ်စွာဘုရားဒီလိုဟောထားတာဖြစ်တဲ့အတွက်ဒါနကောင်းမှုလုပ်တိုင်းအဲ့ဒီလိုလုပ်နိုင်ဖို့သူတော်ကောင်းတို့ရဲ့အလှူဒါနမျိုးဖြစ်အောင်လုပ်ဖို့ဒါကကိုယ့်အတွက်အရေးကြီးဆုံးပဲ။ဘာဖြစ်လို့လဲဆိုရင်အလှူဒါန်းရတဲ့အခါမှာဒီနည်းအတွက်ပစ္စည်းဥစ္စာတွေလည်းကုန်ဆုံးသွားသေးတယ်။ရလိုက်တာကလည်းပြီးပြင်းကုသိုလ်မရဘူး။အကုသိုလ်တွေရလိုက်တယ်ဆိုရင်ကိုယ့်အတွက်မှာနှခါနာသွားတာပေါ့။အဲ့ဒါလိုမဖြစ်အောင်ကိုယ့်ဘက်ကအရေးကြီး။လောကမြန်မာလူမျိုးတွေကကိုယ့်ဘက်ကအရေးကြီးတယ်လို့သိပြီးမထင်ကြဘူး။ဒါကြောင့်မို့ကိုယ့်ဘက်ကအရေးကြီးဆုံးပဲလို့ဥပမာလေးတစ်ခုပြောပြမယ်။တချို့ကအလှူခံပုဂ္ဂိုလ်တွေမှာဘယ်ဆရာတော်ကြီးမှနဲ့ဆိုပြီးတော့အဲ့ဒီလိုလှူတာမျိုးတွေဟာကိုယ့်အတွက်ကလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ဖို့ပိုအရေးကြီးတယ်ဆိုတာကိုသတိထားကြဖို့နော်။အဲ့ဒီဒက္ခိဏဝိပင်္ဂသုတ်အထက်ထာမှာဥပမာလေးတစ်ခုထုတ်ပြထားတယ်။မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့ဒါနရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတဲ့ဒါနဒီဒါနနှစ်ခုနှိုင်းယှဉ်ကြည့်မြတ်စွာဘုရားရဲ့အလှူဒါနမှာမြတ်စွာဘုရားကအလှူရှင်ရှင်သာရိပုတ္တရာကအလှူခံအဲ့တော့နှိုင်းယှဉ်ကြည့်လိုက်ရှင်အလှူရှင်ကမြင့်မြတ်နေပြီးတော့အလှူခံကလိမ့်ကျနေတခါရှင်သာရိပုတ္တရာရဲ့ဒါနကိုကြည့်လိုက်မယ်ဆိုရင်အလှူခံကမြတ်စွာဘုရားအလှူရှင်ကရှင်သာရိပုတ္တရာအဲ့တော့ရှင်သာရိပုတ္တရာဆိုတဲ့အလှူရှင်ကလိမ့်ချနေပြီးတော့အလှူခံကမြင့်မြတ်နေအဲ့ဒီဒါနနှစ်ခုဘယ်သူကပိုမြတ်တယ်လဲဆိုရင်မေခွန်းတစ်ခုထုတ်ထားပါရှိအဖြေကတော့မြတ်စွာဘုရားကနေရှင်သာရိပုတ္တရာလှူတဲ့အလှူကပိုမြတ်တယ်လို့ဒီလိုထုတ်တယ်အဲ့တော့စဉ်းစားကြည့်ပေါ့အလှူရှင်ကမြတ်ရမှာလားအလှူခံကမြတ်ရမှာလားဆိုဒီအဖြေဟာထင်ရှားနေဘာကြောင့်ဒီလိုအလှူရှင်ကမြတ်စွာဘုရားကနေပြီးတော့ရှင်သာရိပုတ္တရာကိုလှူတဲ့အလှူကပို့ပြီးတော့ချီးမားတယ်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတဲ့အလှူကမြတ်စွာဘုရားကိုလှူတာပင်ဖြစ်စေခုနကအလှူလောက်မမြတ်ဘူးလို့ဒီလိုဆိုတယ်ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲလို့စဉ်းစားကြည့်ပေါ့ဒါနစေရနာဆိုတာဘယ်တဏ္ဍမှာဘုရုတဏ္ဍမှာဖြစ်တာတော့အလှရှင်မှာလားအလှခံမှာလားလို့မေးရင်အလှရှင်မှာဖြစ်တယ်အကျိုးပေးတာကဒါနစေရနာဟိုက object လို့ခေါ်တယ်အာရမဏပစ္စယောအာယုပြုဖို့လောက်တာဖြစ်တာအာယုပြုတယ်ဆိုတာဒီဒါနစေရနာရဲ့အာယုဖြစ်သည့်အတွက်ကြောင့်အာယုကောင်းလေလေဒါနစေရနာတိုးတက်လေလေဒါကြောင့်မလို့အာယုကိုလည်းထည့်သွင်းပြီးတော့စဉ်းစားပြောတာသို့တော့အာယုကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေစေရနာထားတတ်သူအတွက်ကြောင့်စေရနာကိုကကျင့်တန်ပြီးတော့စွမ်းထက်တယ်ပေါ့ဒါကြောင့်မလို့အဲ့ဒီအဆုံးချက်မှာမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့အလှကအလှခံပုဂ္ဂိုလ်ကနှိမ့်ချနေတော်လဲမြတ်စွာဘုရားရဲ့တဏ္ဍာမှာဖြစ်တဲ့ဒါနစေရနာပုံမြင့်မြတ်တယ်လို့ဒီလိုဆိုရဲရှင်သာရိပုတ္တရာကနေမြတ်စွာဘုရားလှူတာကြတော့မြတ်စွာဘုရားလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တော်လဲရှင်သာရိပုတ္တရာရဲ့စေရနာကဒီ
မြတ်စွာဘုရားလောက်မမြင့်မြတ်သည့်အတွက်ကြောင့်သူ့ဒါနကမြတ်စွာဘုရားလူတဲ့ဒါနလောက်မမြင့်မြတ်ဘူးလို့ဒီလိုဆုံးဖြတ်ခဲ့အဲ့ဒီဆုံးဖြတ်ချက်ကိုကြည့်မယ်ဆိုရင်အလှကံပုဂ္ဂိုလ်ကအရေးကြီးတာလားအလှဝတ္ထုကအရေးကြီးတာလားဆိုဟမ်လှူရှင်ကအရေးကြီးတာလားအလှကံပုဂ္ဂိုလ်ကအရေးကြီးတာလားလို့ဆိုအလှရှင်ကကိုအရေးကြီးတယ်ဆိုတာမတန်မှထင်ရှားတယ်ဒါကြောင့်မို့လူတိုင်းကိုယ်စိတ်ကိုပြုပြင်ပြီးတော့လှူကြရဖြစ်တယ်အခုလို့သိဉ္ဇောင်းတော်ကြီးတစ်ခုဆောက်လုပ်တယ်လို့ဆိုတာတာမန်ကျောင်းတစ်ခုမျိုးမဟုတ်ဘဲနဲ့သိဉ္ဇောင်းလို့ဆိုတဲ့အခါသာသနာတော်မှာဒီသိဉ္ဆိုတာမြတ်စွာဘုရားသာသနာအနွယ်ဆက်မပြတ်ဖို့ဉာဏ်တန်ခါတွေဆက်ဖြစ်ပေါ်လာဖို့ဆိုတာသိဉ္မရှိရင်မဖြစ်တဲ့အရာတစ်ခုဖြစ်တယ်သိဉ္ဆိုတာယဟန်တန်ခါတွေညီညွတ်တဲ့တန်ခါကံတစ်ခုကိုသမက်ကတန်ခါကံတစ်ခုကိုဆောင်ရွက်ဖို့ဓမ္မဝိနည်းနဲ့အညီဆောင်ရွက်ဖို့နေရာတစ်ခုသတ်မှတ်ပေးထားတာဖြစ်အဲ့တော့သိတဲ့ကသိအမှဒီဟာကြည့်မယ်ဆိုရင်တစ်ဖက်ကနေကြည့်မယ်ဆိုရင်သိဆောက်ပြီးတော့လှူလိုက်ရတဲ့ဖြင့်ဒီသိထဲမှာမျိုးဆက်တစ်တွေဖြစ်တဲ့တန်ခါငယ်တွေဟာယဟန်ဖြစ်ကိုရရှိလာကြဖြစ်ရရှိလာတဲ့အတွက်ကြောင့်တို့လူထားတဲ့သိထဲမှာသာသနာတော်မျိုးဆက်ပရိယတ္တိပฏิပတ်တိလုပ်ငန်းတွေကိုထမ်းဆောင်ကြမယ်တန်ခါမျိုးဆက်တွေဒီသိထဲကမွေးထုတ်မှာဖြစ်လို့တို့လူထားတဲ့အဆောက်အဦထဲမှာအသုံးပြုပြီးတန်ခါတော်တွေဆက်ဆက်မပြတ်ဖြစ်ပေါ်လာမယ်ဆိုတာကိုမျှော်လင့်ပြီးတော့ညှော်မှန်းပြီးတော့စေတနာတရားဆွမ်းအားတွေအများကြီးဖြစ်နိုင်တယ်အဲ့လိုလည်းဖြစ်အောင်လုပ်ဖို့လိုတယ်ပေါ့နော်အဲ့လိုလည်းဖြစ်အောင်လုပ်ဖို့နောက်ဆုံးမှတတ်နိုင်တယ်ဆိုလို့ရှိရင်ကိုယ်တိမ်ထဲမှာဘယ်နှခါယဟန်တွေဖြစ်သွားပြီလဲနေ့စဉ်နဲ့မြတ်တန်ခါကောင်းတွေဘယ်နှခုဆောင်ရွက်သွားပြီလဲဆိုတဲ့ဒေတာတွေကိုစုထားပြီးဒါတွေကိုကြည့်ပြီးချီးနူးဝမ်းသာမှုတွေဖြစ်နေတချို့ကဗမာပြည်မှာအစွဲလန်းနေရှိသေးတယ်ငယ်ငယ်ရွယ်နဲ့တိမ်မလှူရဘူးလို့ပြောတဲ့လူကလည်းပြောတိမ်မလို့ကောင်းဘူးလို့ပြောတဲ့လူကပြောအမျိုးစုံဒါတွေကအကျဉ်းချုပ်မှတ်မယ်ဆိုရင်ကုသိုလ်ကောင်းမှုဆိုတာမလို့ကောင်းတဲ့ကုသိုလ်ကောင်းမှုဆိုတာမရှိဘူးနော်အရွယ်နဲ့လည်းမဆိုင်ဘူးလူမျိုးနဲ့လည်းမဆိုင်ဘူးကုသိုလ်ကောင်းမှုလုပ်တာဟာဘာသာနဲ့လည်းမဆိုင်ဘူးကုသိုလ်ကောင်းမှုဆိုတာလုပ်တဲ့နာရှိတယ်မလုပ်တဲ့အခါလို့မရှိဘူးကုသိုလ်စိတ်ဖြစ်ဖို့ဆိုတာအလွန်ခဲရင်ဒါကြောင့်မို့ကုသိုလ်ဆိုတာလုပ်တဲ့အခုလိုတိမ်ရောက်ဆောက်ဦးဆောက်လိုက်တဲ့ချင်းတိတ်ကတိတ်အမှမိသားစုတွေဘလောက်ဝမ်းသာစရာတွေဖြစ်မလဲဆိုတာတွေးတောထားဖို့လိုအပ်ကုသိုလ်ကောင်းမှုလုပ်တိုင်းဒီကိုလူတဲ့ဒါနဟာနံပါတ်1ဒါနမျိုးဖြစ်အောင်နံပါတ်1ဒါနမျိုးဖြစ်အောင်ဘယ်လိုလုပ်ရစိတ်ကိုပဲပြုပြင်နံပါတ်1ဒါနမျိုးဖြစ်အောင်သိမ့်ပေါင်းရာချီကုံအောင်လူလာလားထောင်ချီကုံအောင်လူလာလားဒီဟာနဲ့မဆိုင်ဘူးတဲ့သိမ့်ပေါင်းရာချီကုံထောင်ချီကုံနံပါတ်1ဒါနမဖြစ်ဘူးနံပါတ်1ဌာနဖြစ်ဖို့ကဘာလို့အောင်နံပါတ်1စိတ်နေသဘောထားထားဖို့လိုအပ်တယ်စိတ်သဘောထားပေါ်မှာမူတည်မှာဖြစ်တယ်ဒါကြောင့်မို့ဒီဒီဌာနပဲလုံးလို့ကိုယ်ဌာနနဲ့ပတ်သက်ပြီးတော့ခြေလက်ဝမ်းသာမှု3ရက်ရှိအောင်ကြိုးစားမလူခင်ကဝမ်းသာနေတယ်လှူနေတော့ဝမ်းသာတယ်လှူပြီးတဲ့နောက်မှလည်းဝမ်းသာတယ်လို့ဆိုရက်အချိန်တိုင်း3ပိုင်းလုံးမှာဝမ်းသာမှုလည်းပဲဆုံးသက်ပုဂ္ဂိဝဒါနာသူမနောမလူခင်ကလည်းဝန္တာနေရမယ်တဒံစိတ်တံပတာတွေလူနေတဲ့အချိန်မှာလည်းဝန္တာနေရမယ်ဓာတဝအတ္တမနောလူကြီးတဲ့နောက်မှာလည်းဝန္တာနေတခါတရံကျတော့လူကြီးတဲ့နောက်မှာလူမိတာမှားတယ်လို့စိတ်ထဲမှာဖြစ်သွားလို့ရှိရင်ဒီဒါနကောင်းမှုကအကျိုးရော့သွားတယ်ပေါ့ဒါကြောင့်မို့အဲ့လိုဒီဒါနကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်ဘယ်ခါပဲတွေးစိတ်ထဲမှာဝမ်းသာကျင်လို့မှုဖြစ်နေဖို့လိုအပ်တယ်ပေါ့။အကြောင်းတကာအကြောင်းမှလေအရေးကြီးဆုံးပဲဒီချက်ကနော်။အဲ့ဒီလိုဝမ်းမြောက်ဝမ်းသာလှူတဲ့အလှမျိုးကိုသောမနတသဟဂုံလို့အကောင်းဆုံးမဟာကုသိုလ်စိတ်နံပါတ်1ကသောမနတသဟဂုံညာနာတံပြေယအသင်္ခါရိကာလို့ဆိုတယ်။အင်္ဂါ3ချက်နဲ့ညီညွတ်တဲ့ကုသိုလ်ကောင်းမှုကနံပါတ်1ကုသိုလ်ကောင်းမှုပဲ။လူနေတဲ့အချိန်မှာလည်းဝမ်းမြောက်ဝမ်းသာဖြစ်တယ်အဲ့ဒီဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ကုသိုလ်ကောင်းမှုဖြစ်တဲ့အချိန်မှာလည်းပဲ
နော်ဒါနကောင်းမှုရဲ့ကံတရားကိုသိမြင်တဲ့အသိဉာဏ်ကံဤအကျိုးတရားကိုသိတဲ့အသိဉာဏ်အဲ့ဒီအသိဉာဏ်လေးကိုအခြေခံပြီးအသိဉာဏ်ရှိရှိလူတာလည်းဖြစ်ရမယ်ဉာဏတံကုသိုလ်ပြုစဉ်ကံကျိုးမြင်သည်ကံတရားကိုလည်းသိတယ်လက်ခံတဲ့ကာမတက္ကတာကာမဒိဋ္ဌိလို့ဆိုတဲ့အသိဉာဏ်ဘာသာနာမှာဖြစ်တဲ့ကုသိုလ်ကံဟာငါနဲ့သာသက်ဆိုင်တယ်ကုသိုလ်ကံရဲ့အကျိုးတရားရှိတယ်လို့အဲ့လိုသိတဲ့အသိဉာဏ်နဲ့လူတာဖြစ်ရမယ်ပြီးတော့အသင်္ခါရိကဆိုတာသူများတိုက်တွန်းနှိုးဆော်လို့လောရတာမျိုးမဟုတ်ဘဲနဲ့စေရနာထက်သန်မှုစွမ်းအားနဲ့ကိုယ်ကိုယ်တိုင်တိုက်တွန်းရတာလည်းမဟုတ်သူတစ်ပါးတိုက်တွန်းရတာလည်းမဟုတ်ကုသိုလ်ကောင်းမှုလုပ်ဖို့ရစိတ်အားကိုအလိုတည်းအထက်မြက်နေတဲ့စိတ်စွမ်းအားတွေနဲ့ပြည့်စုံရမယ်လို့ဒီလိုဆိုလို့နော်အဲ့တော့ဝါမြောက်မှုဆိုတာအင်္ဂါတရားအသိဉာဏ်ရှိမှုကဒုတိယအင်္ဂါရစိတ်ထက်မြက်နေမှုကတတိယအင်္ဂါရတို့အဲ့ဒီလိုအင်္ဂါရ၃မျိုးနဲ့ပြည့်စုံတဲ့မဟာကုသိုလ်စိတ်တုပ်ကထိတ်တန်းဖြစ်တယ်မဟာကုသိုလ်စိတ်ပဲဖြစ်တယ်အဲ့ဒီထိတ်တန်းဖြစ်တဲ့မဟာကုသိုလ်စိတ်ကမှအကျိုးပေးတဲ့အခါထိတ်တန်းဖြစ်တဲ့အကျိုးမျိုးကိုပေးတယ်လို့ဒီလိုဆိုအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမအရကိုယ်ကိုယ်တိုင်လုံးဝမဲ့ဟာတွေကအများကြီးလူရတန်းတာလွယ်တယ်ဒါပေမဲ့စိတ်ထားတတ်ဖို့လိုတယ်ကိုယ်ပဲဆန့်ရှိလို့လူရင်လူလိုက်ကြတာပဲနိလွယ်တယ်လို့ပြောရမှာသို့တော့လူပြစ်ဖို့ဆိုတာတော့ခဲရင်နေအေးလူလိုက်တာလွယ်တော့လည်းပဲစိတ်နေသဘောထားဟာပို့ပြီးတော့အရေးကြီးလို့သူတော်ကောင်းတွေရဲ့အလှဒါနမျိုးဖြစ်ဖို့လိုတယ်ဓမ္မနိုင်ငံမှာအလှနဲ့ပတ်သက်ပြီးပြောကြရမလို့သို့တော်လည်းတို့လူရဲ့အလှဟာသူတော်ကောင်းဒါနဖြစ်ခဲ့လားဆိုတာကိုပဲကိုယ့်ကိုယ်သိသိပြီးတော့သူတော်ကောင်းတွေရဲ့အလှဒါနမျိုးဖြစ်အောင်မြတ်စွာဘုရားခင်ကိုရောမြတ်ခေါ်ကြတဲ့အဆုံးအမလေးတွေမှတ်သားထားဖို့လိုအပ်တယ်ပေါ့ဒါဖြင့်သူတော်ကောင်းတို့ရဲ့အလှဒါနဆိုတာဘယ်လိုအလှမျိုးတွေလဲလို့မေးရင်ကိုယ်ကိုယ်တိုင်သူတော်ကောင်းဌာနဖြစ်အောင်ကြိုးစားရမယ်ဆိုတာသိရှိလာမှာပေါ့နော်အဲ့တော့မြတ်စွာဘုရားသူတော်ကောင်းတွေဟာလှူတဲ့တန်းတဲ့အခါမှာတဲ့နံပါတ်1ပါတော့တတ္ထာယဒါနံဒေတိတတ္ထာဆိုတာရှင်ညိုစိတ်နဲ့ရှင်လင်တဲ့စိတ်နဲ့လှူတာရှင်ညိုတဲ့စိတ်နဲ့လှူတာကံကံဤအကျိုးကိုယုံကြည်တာတတ္ထာကံတရားပေါ်မှာယုံကြည်မှုပြတ်သားတယ်ကံဤအကျိုးတရားပေါ်မှာယုံကြည်မှုပြတ်သားတယ်စိတ်ထဲမှာသဝေသဝါမရှိဘူးအလုံးတဲ့ကုသိုလ်ဟာဧကတိကကောင်းကျိုးချမ်းသာတွေကိုပေးတယ်လို့ဆိုတာကိုယုံကြည်လက်ခံဆုံးဖြတ်ထားတဲ့တတ္ထာနဲ့လှူရမယ်လှူနေတဲ့အချိန်မှာလည်းစိတ်ဟာကြည်နူးနေတဲ့စိတ်နဲ့လှူရမယ်ဒီလိုဆိုလို့ပေါ့နော်တတ္ထာယဒါနဒေတိဘုရားဘာသာမြတ်စွာဘုရားရဲ့အဆုံးအမတွေမှာတတ္ထာဆိုတာဘယ်ဟာကိုခေါ်လာလဲလို့အမှန်အပြင်ပြောရင်ကံကံဤအကျိုးယုံကြည်တာလို့ဒီလိုပြောကြတယ်သို့တော့ပါဠိစာပေမှာမြတ်စွာဘုရားရဲ့အဆုံးအမတိုက်ရိုက်လိုက်ရှာကြည့်လိုက်တဲ့အခါတတ္ထာဆိုဒီမှာတတ္တေအတိတထာဂတဘောတွေမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာကိုတတ္ထာလို့ခေါ်တယ်ဘုရားရဲ့တကူကိုယုံကြည်တာမဟုတ်ဘူးဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာအသိဉာဏ်ကိုယုံကြည်သည့်အတွက်ကြောင့်ဒီလိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကဆုံးမထားတဲ့အဆုံးအမဟာအမှားရင်မရှိဘူးလို့စိတ်ထဲမှာယုံကြည်လက်ခံဘုရားဆုံးမဆိုတဲ့တည်းမဲ့ကံဆိုတာရှိတယ်ကံဤကျိုးဆိုတာရှိတယ်လို့မြတ်စွာဘုရားဆုံးမထားဘုရားရဲ့အသိဉာဏ်ကိုယုံကြည်သောအားဖြင့်ဘုရားရဲ့အဆုံးအမမှန်တရားကိုလည်းလက်ခံပြီးတော့ယုံကြည်တယ်ဆုံးဖြတ်တယ်ဆိုတဲ့တရားဟာအရေးကြီးဆုံးပဲပေါ့ဒါမို့ယုံကြည်မှုဆိုတဲ့သူတော်ကောင်းတွေကလှူပြီးဆိုလို့ရှိရင်တမန်အားဖြင့်လူလည်းမရှိဘူးစိတ်ထဲမှာတရားတရားထက်တဲ့တဏ္ဍာစိတ်ကြည်နူးမှုတွေယုံကြည်မှုတွေဆုံးဖြတ်မှုတွေနဲ့လှူလေးရှိကြတယ်ဒါကြောင့်မို့ဒါဖြင့်မယုံကြည်ဘဲနဲ့လှူတာရောရှိလားဆိုရှိတယ်ခုနလိုယုံကြည်မှုမရှိဘူးအခြေအနေရပြေးလိုက်တာလည်းရှိတယ်ပေါ့နော်ယုံကြည်မှုမရှိဘူးလာပြီးတော့လှူခံလို့ပြေးလိုက်တာတို့မထည့်မကောင်းလို့ထည့်လိုက်တာတို့ဒါမျိုးတွေလည်းရှိတာပေါ့နော်ဌာနကောင်းမှုလုပ်တဲ့အဲ့ဒါလိုမဟုတ်ပဲနဲ့ရိုးရိုးကြည်ကြည်လေးလေးဆန်းဆန်းစိတ်ထဲမှာကြည်နူးပြီးတော့လှူတဲ့အလှူဌာနဟာအကျိုးပေးတဲ့အခါကျတော့လေသူ့ရဲ့အကျိုးပေးမှုကထူးခြားလာတယ်ပေါ့လူဒီတန်လေးအတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာကြွယ်ဝမှုအကျိုးဆိုတာရှိတယ်သို့တော့ယုံကြည်မှုထပ်ပိုးလိုက်တဲ့အခါဘာဖြစ်လာတော့ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဖြစ်တဲ့ဘဝမှာ
ကျိုးအရှင်ကြည်လင်လှပခြင်းဆိုတဲ့အကျိုးတစ်ခုရတယ်နော်စိတ်ကြည်လင်စွာနဲ့လှူမှဒီဌာနရဲ့အကျိုးရတဲ့အခါမှာဘဝမှာကျိုးအရှင်ဟာလှပတယ်လို့ဒီလိုဆိုလို့ဟုတ်တာပေါ့လူတွေဟာမျက်နှာကြည့်တယောက်နဲ့တယောက်တူသွားမတူလားတချို့မျက်နှာကမှုန်တီတွေဖြစ်နေပြီတချို့မျက်နှာကပြုံးပြုံးနေတာနိအဲ့တော့လူရဲ့စိတ်ဓာတ်တွေမှာစိတ်ဓာတ်ပေါ်မှာမူတည်ပြီးတော့လူတွေရဲ့ကံကြမ္မာပုံရိပ်တွေမျက်နှာပေါ်မှာလာပြီးတော့ပြနေတတ်တယ်တရားတရားနဲ့ဒါနကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဟာမပြုံးမိမယ်လို့ချိနေရင်ပြုံးနေတယ်လို့ချိနေအေးမြနေတဲ့အစဉ်တရံမျိုးရှိတယ်ပေါ့အဲ့ဒါတရားနဲ့လုပ်ခဲ့လို့ရှိရင်ကျိုးစင်သူများတဲ့ပုံလာတယ်ဆိုတဲ့အကျိုးတစ်ခုရနိုင်တယ်စိတ်ဓာတ်နဲ့ဆိုင်ရာမြတ်စွာဘုရားဒီလိုဟောနောက်တစ်ခါသူတော်ကောင်းတွေကလှူတဲ့အခါတက္ကိစ္ဆံဒါနဒေတိဘယ်တော့မှအမှတ်တမဲ့မလှူဘဲနဲ့တတိထားပြီးတလေးတစားလှူလေးရှိကြတလေးတစားလှူတယ်အာယုံဆိုင်ပြီးတော့တလေးတစားလှူလေးရှိအဲ့ဒါလိုလေးလေးစားစားလုပ်မှုဟာကိုလှူတဲ့ဌာနကောင်းမှုအယောင်တက်စေတယ်ပေါ့ဒါဖြင့်လေးလေးစားစားလှူတဲ့ဌာနကောင်းမှုကအကျိုးပေးပြီဆိုရင်ဘာဖြစ်လာတော့ဆိုရင်ကိုလူဘဝရလာတဲ့အခါကိုမှအားနဲ့သမီးနဲ့မိသားစုနဲ့အတိုင်းနဲ့အဝိုင်းနဲ့ဆိုတာမျိုးတွေလူတိုင်းမှာရှိတတ်ကြတယ်ပေါ့အများစုကမိသားစုဆိုတာရှိတယ်အဲမိသားစုနဲ့ကိုအလုပ်ရှိရင်အလုပ်ရှိသလောက်ကိုအလုပ်ကိုမြည်ပြီးတော့လုပ်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲဒီမှာတလေးတစားလှူခဲ့တဲ့ဒါနကုသိုလ်ရှင်ရဲ့အကျိုးကဘာခံစားရတော့လို့ဆိုရင်သူပြောတဲ့စကားဆိုရင်အားလုံးကလေးစားကြတယ်နော်ကိုအတိုင်းဝိုင်းကကိုပြောရင်ပြီးရောအားလုံးအဲ့လိုအများရဲ့လေးစားမှုကိုပြောတာကိုတလေးတစားနားထောင်တယ်ဆိုတဲ့ဒီအကျိုးကျေးဇူးကိုရရှိတချို့ကြတော့ပြောလို့ရှိရင်ပြောလို့မကောင်းဘူးဆိုလို့မကောင်းဘူးသာသမီတွေကပြောမကောင်းဘူးဓာတ်မထောင်ဘူးဆိုတာကိုဌာနလုပ်ခဲ့တော့ကတလေးတစားမလုပ်ခဲ့တဲ့အပြစ်လည်းပါတယ်ဒီလိုနော်တစ်ဖက်သားကြီးပဲလူတွေကအပြစ်ပုံချတယ်ပြောမကောင်းဘူးသားတွေသမီးတွေကမိုက်တယ်လို့ပဲဒီလိုထင်အဲ့ဒီလိုမိုက်တယ်ဆိုတဲ့လူတွေနဲ့ကိုယ်ဘာကြောင့်တွေ့ရတာတော့ဆိုတော့ကိုယ်ပေါ်မှာပြန်ကြလာတယ်နော်ကိုယ်ပေါ်မှာပြန်ကြကိုဟာလုပ်ခဲ့တဲ့အချိန်တုန်းကဒီတလေးတစားမလုပ်ခဲ့တဲ့အတွက်ကြောင့်ကိုယ်ပေါ်မှာလေးစားမှုမခံရဘူးလို့ပဲဒီလိုပဲမှတ်ထားပြီးကိုယ့်ကိုပြည့်ပြင်ဖို့ပဲစိတ်ထဲမှာမှတ်သားထားဖို့တစ်ဖက်သားကိုအပြစ်မတင်မဲနဲ့ငါလုပ်ခဲ့တာတွေမှားခဲ့ပြီဒီဘဝသိတဲ့ဘဝမှာငါမမှားစေရဘူးလို့ဆိုပြီးသက္ကိစ္စဒါနမျိုးဖြစ်အောင်ကြိုးစားကြရမှာဖြစ်တယ်ပေါ့ဘုရားရေချမ်းဖိလိပန်လူတာကအစတလေးတစားဆွမ်းလောင်းတာကအစတလေးတစားအဲ့ဒီလိုလေးလေးစားစားဖွဲ့ဖွဲ့ရရဖြစ်ပြီးတော့ရိုးရိုးသေးသေးလူတန်းတာမျိုးကြိုးစားအထောက်အမယ်နောက်တစ်ခုသူတော်ကောင်းတွေဟာသူပြီးဆိုလို့ရှိရင်ကာလေနသာနလေးကြီးတယ်အချိန်ကာလအောင်းလျော်စွာလှူလေးတန်းလေးရှိတယ်ဥပမာပဲဆောင်းရသည်ဆိုလို့ရှိရင်အလွေတယ်လူတယ်နှွေရသည်ဆိုရင်ပေါ်ပါတာလှူတယ်အချိန်ခါကြည့်ပြီးတော့လှူတယ်လို့ဆိုလို့အဲ့ဒီအချိန်ခါလိုက်လှူတဲ့ဌာနကလည်းသူတော်ကောင်းတွေလှူတဲ့အလှူဌာနမျိုးပဲဖြစ်တယ်အချိန်ခါလိုက်လှူသည့်အတွက်ကြောင့်ရရှိလာတဲ့အကျိုးကတော့ကိုလိုအပ်တဲ့အချိန်တိုင်းဟာဒီဌာနကောင်းမှုကကိုယ့်ကိုအကျိုးဖြစ်ပေါ်စေတယ်ဒီလိုဆိုတာပေါ့နော်အဲ့တော့လူတွေဟာကိုလုံးသမျှရကြတာရှိပဲအားလုံးကိုလုံးဟာကိုရတာဘယ်သူမှပြစ်တင်ကြမရှိဘူးကိုကောင်းကောင်းလုပ်ရင်ကောင်းကောင်းရနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နောက်တစ်ခါဒီသူတော်ကောင်းတွေကလှူပြီးဆိုလို့ရှိရင်တဲ့အလုကိတစိတ်တော်ဒါနံလေးတိအလှူခံပုဂ္ဂိုလ်တွေကိုချီးမြှောက်တဲ့စိတ်နဲ့လှူလေးရှိကိုကအသာစီးနဲ့လှူတာမဟုတ်ဘူးနော်ငါလှူထားတာငါကျွေးနိုင်တယ်ငါကျွေးတယ်ဆိုအပေါ်ရာစီးနဲ့မဟုတ်ဘူးလှူကြတဲ့ကကိုကနေပြီးတော့ချီးမြှောက်လို့တဲ့စိတ်နဲ့လှူတာဖြစ်တယ်အလှူခံပုဂ္ဂိုလ်တွေဒီဘဝလင်းလင်းစားသမျှလို့စိတ်ချမ်းသာမှုတွေရကြပါစေသူတို့အစဉ်ပြေကြပါစေနေထိုင်ရေးအစဉ်ပြေကြပါစေစားရေးတောက်ရေးအစဉ်ပြေကြပါစေအဲ့ဒါလို့အလှူခံပုဂ္ဂိုလ်တွေကိုပူဇော်လို့ချီးမြှောက်လို့တဲ့စိတ်ဓာတ်မျိုးစိတ်ကြီးခတ်တော်ဌာနမျိုးနဲ့လှုပ်ရမယ်လှူတယ်ဆိုတဲ့ကပူဇော်တဲ့စိတ်နဲ့လှူဖို့ချီးမြှောက်တဲ့စိတ်နဲ့လှူဖို့သူ့ကိုအားပေးတဲ့ကူညီတဲ့ဆိုတဲ့အနေအထားမျိုးလှူဖို့လိုအပ်တယ်အဲ့ဒါလို့လှူလို့ရှိရင်
ဌာနရဲ့အကျိုးရလာတဲ့အခါမှာနော်လူတွေဟာမုံမုံမြတ်မြတ်ပစ္စည်းတွေကိုသုံးဆောင်လို့တဲ့စိတ်ဖြစ်ပေါ်လာတယ်ငယ်ငယ်တုန်းကတော့တွေးတယ်တစ်ခါတစ်ခါအဆက်ချမ်းသာတယ်တခါကြီးတယ်ကမကြီးသို့တော်လည်းဝတ်ထားစားထားတာဆင်းရဲသားလို့ဝတ်ထားစားထားတယ်နော်ဆင်းရဲနေတယ်သူဆင်းရဲကြီးလို့နေတယ်သို့တော်အဆက်နေကျင်းငွေတွေစိတ်နေအလွန်များများပြောင်းပြရှိပတ်ဝန်းကျင်ကကြည့်မယ်ဆိုရင်နှမျောလိုက်ကြတာပေါ့နော်နှမျောလို့မသုံးတာလို့ဒီလိုထင်တယ်နှမျောလို့ကြီးမဟုတ်ဘူးဒါနကောင်းမှုလုပ်ခဲ့တဲ့အချိန်တုန်းကအလူကံပုဂ္ဂိုလ်တွေကိုချီးမြှောက်လို့တဲ့စိတ်နဲ့လူတာမဟုတ်ဘူးအားပေးလို့တဲ့စိတ်နဲ့လူတာမဟုတ်ဘူးမပေးခြင်းပေးခြင်းနဲ့ပေးတာမျိုးတွေဖြစ်တာအဲ့ဒါကြောင့်မလို့ရလာတဲ့အခါလဲကိုမလို့မစားခြင်းမတောက်ခြင်းဖြစ်လာတယ်ဒါလဲတတိထားเสียကောင်းတယ်ဟောနော်ကိုရထားတဲ့ပစ္စည်းတောင်ကိုကမသုံးရဘူးဖြစ်လာနှမျောတာတက်တက်မဟုတ်ဘူးဒါနကောင်းမှုကြောင့်လုတ်တုံးကမစင်ကြယ်ခဲ့တဲ့အတွက်ကြောင့်မသုံးရဘူးမသုံးချင်ဘူးစိတ်ကိုမပါဘူးလို့ဒီလိုဆိုလို့စိတ်မပါရင်လည်းမကဘူးတချို့ဆိုအကောင်းနဲ့မတည့်တဲ့လူကလည်းရှိသေးတယ်နော်အကုသိုလ်ဆိုတာအလွန်ကြောက်စရာပါစိတ်နေသဘောထားပေါ်မှာမူတည်အကောင်းတွေရှိပေမဲ့လို့အကောင်းနဲ့မတည့်အကောင်းနဲ့မတည့်အဲ့ဒီလိုအကောင်းနဲ့မတည့်တော့ကိုယ်အကောင်းစားရလားဆိုမစားရအဲ့ဒီလိုဖြစ်တဲ့နေအိမ်ကောင်းကောင်းမနေရဘူးကားကောင်းကောင်းမစီးရဘူးနော်အဝတ်ကောင်းကောင်းမိုးရဘူးအဲ့ဒါမျိုးတွေဖြစ်လာတယ်ဒါကြောင့်မို့လို့အနုဂိတစိတ်တော့အလှူခံပုဂ္ဂိုလ်ကြီးချီးမြှောက်လို့တဲ့စိတ်နဲ့တာတစ်ဖက်သားရှင်လန်းသွားအောင်အာတတ်ရောဖြစ်လာတစ်ဖက်သားကိုပံ့ပိုးကူညီပေးတဲ့ဌာနမျိုးသာဖြစ်တဲ့နေဒါသူတော်ကောင်းတွေလှူလေးရှိတဲ့ဌာနနောက်တစ်ခုကတော့အတ္တငင်းစပရိသအနုပဟိသဒါနတွေဘယ်သူမှမတိုက်ခိုက်ပဲနဲ့ကဲ့ရဲ့ပြစ်တင်မှုမလုပ်ပဲနဲ့ဌာနကောင်းမှုလုပ်ရမယ်ကိုလည်းမချိုးနိုင်နဲ့သူတစ်ပါးကိုလည်းချိုးနေပြီးတော့ပြောစရာမလိုအားတို့အလှကတော့ဘယ်လိုသူများအလှကတော့ဘယ်လိုနဲ့ဆိုပြီးတော့တစ်ဖက်သားတွေကိုပြစ်တင်တာမျိုးတွေစောင်းမြောင်းတာမျိုးတွေမလုပ်ဘဲနဲ့မမြတ်တဲ့စေတနာနဲ့အလှခံပုဂ္ဂိုလ်တွေအရှင်ပြေဖို့အတွက်တခုတည်းကိုရည်စူးပြီးတော့ဘယ်သူကမှထိခိုက်ခြင်းပုတ်ခတ်ခြင်းပြောဆိုခြင်းမျိုးမပြုဘဲနဲ့ကိုယ်အလှမျိုးမမြတ်တဲ့စိတ်တွေသဘောထားနဲ့လှူထားရမယ်တဲ့အဲဒီလိုတစ်ဖက်သားကိုထိခိုက်ပြောတာမျိုးတွေကိုထိခိုက်ပြောတာမျိုးတွေနဲ့လုပ်မယ်ဆိုလို့ရှိရင်အလှဒါနကြောင့်ကုသိုလ်ကောင်းမှုရပြီးကုသိုလ်ဖြစ်ပြီးတော့ပစ္စည်းဥစ္စာတွေကျွံဝလာတဲ့အခါကိုရလာတဲ့ပစ္စည်းဥစ္စာလုံခြုံမှုမဖြစ်တတ်ဘူးတဲ့ဟောသူများကိုပြစ်ပြောပြီးတော့လှူလာလို့ရှိရင်လုံခြုံမှုမရဘူးဘယ်လိုဖြစ်တတ်တယ်ဆိုရင်ကိုရလာတဲ့ပစ္စည်းဟာတော့ကြမီးတဲ့ပါသွားတယ်တော့ကြရေတဲ့ပါသွားတယ်ရန်သူမျိုး၅ပါးလို့ဆိုတာတွေနဲ့ပျက်စီးပြီးတော့သွားတယ်ကိုယ်လက်ထဲမှာမတည်မြဲတတ်ဘူးတဲ့အဲ့ဒီအကျိုးမျိုးတွေကိုဖြစ်ပေါ်စေတယ်ဒါကြည့်လောက်တာကကုသိုလ်အကုသိုလ်ရောဆွဲလိုက်တာနဲ့တကယ်နဲ့ဒီနာနာကောင်းမှုကမစင်ကြယ်တဲ့အနေအထားမျိုးရောက်သွားတယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့သူတော်ကောင်းတွေရဲ့ဒါနမျိုးဖြစ်အောင်လုပ်ရအဲ့ဒါလို့သူတော်ကောင်းပုဂ္ဂိုလ်တွေဟာကိုယ်လည်းမထိခိုက်သူများကိုလည်းချိုးခဲ့နေနေတာမျိုးမလုပ်ဖဲနဲ့ဘုံဘုံမြတ်တဲ့စိတ်ထားနဲ့ချောက်မှတ်တဲ့စိတ်ဓာတ်နဲ့လှူရမယ်တန်းရမယ်ဓမ္မသာလင်သူတော်ကောင်းဌာနဖြစ်တယ်လို့မြန်မာနိုင်ငံမှာလှူမှုတန်းမှုတဲ့ထိတ်တန်းရောက်နေခြင်းကစားအခုလိုအခြေခံကောင်းနေနဲ့ပြည့်စုံအောင်လူတိုင်းဖြစ်ချင်မှာဖြစ်မှာပေါ့အဲ့ဒါကြောင့်မို့လူတိုင်းမှာလှူရပြီတန်းရပြီဆိုတဲ့အချိန်မှာသက်တော်ပြားရဲ့အဆုံးအမနဲ့ညီကိုယ်စိတ်လေးကိုပြုပြင်ပြီးတော့လှူဒါန်းရမှာဘာမြောက်ဝန္တာလှူဒါန်းတာမျိုးအသိဉာဏ်နဲ့လှူဒါန်းတာမျိုးစိတ်တွေအားတက်တွေရောဖြစ်ပြီးတော့လှူဒါန်းတာမျိုးမွန်မြတ်တဲ့ဆန္ဒကြီးမားတဲ့လုံလဝိရိယကြံ့ခိုင်တဲ့စိတ်ဓာတ်အသိဉာဏ်ရှိဆန္ဒဝိရိယစိတ်ဓာတ်ဝိမာန်ဆိုတဲ့ဣတိက၄ပါးပဋိပတိတရား၄ပါးလွှမ်းမိုးချုပ်ကိုက်ထားတဲ့စိတ်ဓာတ်မျိုးနဲ့ဒါနကောင်းမှုကိုလုပ်ပြီးဆိုလို့ရှိရင်ထူးကဲတဲ့အကျိုးကျေးဇူးတွေကိုရမယ်ဆိုတာသိချာပေါင်းဖြစ်ပါတယ်။မွန်မြတ်တဲ့စိတ်ဓာတ်တွေကိုထားပြီးတော့သူတော်ကောင်းတို့ရဲ့ဌာနဖြစ်အောင်တို့တွေကြိုးစားအားထုတ်ရမှာဖြစ်တယ်။ဘာပဲဖြစ်ဖြစ်လှူတဲ့တန်းတဲ့အခါမှာလူကံပုဂ္ဂိုလ်တွေရဲ့အကျိုးကိုမျှော်ပိုးပြီးတော့လှူခြင်းဟာမွန်မြတ်ဆုံးသောလှူခြင်းဒါနကုသိုလ်ပါရမီကုသိုလ်ဖြစ်သည့်အတွက်ကြောင့်
တို့ဒီဒါနကောင်းမှုလောက်တာဟာကိုယ့်အတွက်မဟုတ်ဘူးအလူကံပုဂ္ဂိုလ်တွေအတွက်လူတာလို့စိတ်ကိုတသမတ်ထဲထားပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းကုသိုလ်ဒါနသူတော်ကောင်းတွေဒါနမျိုးဖြစ်အောင်ကြည်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း